င်ပန်းတဲ့အနေအထားနဲ့တတ်တာတဲ့အနေအထားကိုရောက်အောင်ပြောင်းလဲတာပူလောင်တဲ့အနေအထားမငြိမ်းအေးတဲ့အနေအထားနဲ့ပြီးတော့အေးချမ်းတဲ့ငြိမ်းအေးတဲ့အနေအထားကိုရောက်အောင်ပြောင်းလဲတာကိုယ်စိတ်ကလေးကိုအဲ့ဒါလို့နော်ချင်းရတဲ့အနေအထားနဲ့ချမ်းသာတဲ့အနေအထားကိုရောက်အောင်ဘယ်သူမှပြောင်းပေးနိုင်တာမဟုတ်ပြောင်းပေးနိုင်တဲ့လူဟာကိုယ်တယောက်ပဲရှိတာနီးမှန်လမ်းမှန်ပြောင်းနိုင်မှာနော်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအကုသိုလ်ဖြစ်ရတာလောဘဒေါသမောဟဖြစ်ရတာနော်တာဝိကာတံဆင်းရဲခြင်းနဲ့တကွာဖြစ်တာသဥပါယတံပင်ပန်းခြင်းနဲ့တကွာဖြစ်တာသပရိလာပူလောင်ခြင်းနဲ့တကွာဖြစ်တာလို့ပြောတာဒါကိုကျွတ်တို့မြင်ဖို့လိုတယ်အဲ့ဒီအကုသိုလ်မဖြစ်ဘူးဆိုရင်စိတ်ကဘယ်လိုဖြစ်နေတော့ကုသိုလ်ဖြစ်တယ်ကုသိုလ်ဖြစ်နေလို့ရှိရင်အဲ့ဒီအနေထားလေးကိုမြတ်စွာဘုရားဘယ်လိုလေးသုံးသပ်ပြတော့အဝိကာတံဆင်းရဲခြင်းမရှိတဲ့သဘောလေးဖြစ်နေတာချမ်းသာတယ်လို့ပြောတာအနုပါယတံပင်ပန်းခြင်းမရှိတဲ့သဘောလေးတတ်တာတဲ့သဘောလေးဖြစ်နေတာအပရိလာပူလောင်ခြင်းသဘောမရှိတဲ့ငြိမ်းအေးခြင်းသဘောဖြစ်နေတာလို့အဲ့လိုဟောတာဒါကြောင့်တရားအထုတ်တယ်ဆိုတာဆင်းရဲတဲ့အနေအထားအနေချမ်းသာတဲ့အနေအထားကိုရောက်အောင်ပြောင်းတာကိုပြောင်းတာနော်ပင်ပန်းတဲ့အနေအထားကနေတတ်တာတဲ့အနေအထားကိုရောက်အောင်ပြောင်းတာပူလောင်တဲ့အနေအထားကနေငြိမ်းအေးတဲ့အနေအထားကိုရောက်အောင်ပြောင်းတာဒါကိုကျွတ်တို့ခံစားတတ်ဖို့လိုတယ်တို့တရားအထုတ်ရင်နဲ့ကိုယ်မှဆင်းရဲနေတယ်ပင်ပန်းနေတယ်ပူလောင်နေတယ်ဆိုရင်ဒါဘာလို့ဖို့လိုလာပြီတော့စဉ်းစားဖို့လိုလာပြီနော်ကုသိုလ်မှာဆင်းရဲတဲ့သဘောဘယ်ရှိပါမလို့ကုသိုလ်မှာပင်ပန်းတဲ့သဘောဘယ်ရှိပါမလို့ကုသိုလ်မှာပူလောင်တဲ့သဘောမရှိဘူးအကုသိုလ်သီးသားလည်းဆင်းရဲတဲ့သဘောပင်ပန်းတဲ့သဘောပူလောင်တဲ့သဘောရှိတာကုသိုလ်ကချမ်းသာတဲ့သဘောတတ်တာတဲ့သဘောငြိမ်းအေးတဲ့သဘောရှိတာဒါကြောင့်ဟိုတနေ့ကတော့ဘုံဘုံတကားလေးတွေကိုပြောလိုက်သေးတယ်ကိုယ်တန်တန်မှာကုသိုလ်ဖြစ်နေလားအကုသိုလ်ဖြစ်နေလားဆိုတာကိုအလွယ်ကူဆုံးစစ်ဆေးခြင်းနဲ့ဆိုရင်အကြံမြင်ရေဘူးရပေါ့လေချမ်းသာနေသလားဆင်းရဲနေသလားဆိုတဲ့မေခွန်းလေးနဲ့စစ်ဆေးကြည့်တဲ့တယ်လို့များသောအားဖြင့်ဆင်းရဲနေပြီဆိုရင်တော့အဲ့ဒါဘာဖြစ်နေပြီတော့အကုသိုလ်ဖြစ်နေပြီဟုတ်လားတရားအထုတ်ရင်နဲ့ဆင်းရဲနေမှာဆိုလို့သဘောပေါက်လားနော်ချမ်းသာနေမှလမ်းကြောင်းတဲ့မှာနော်သဘောပေါက်လားဘုံဘုံပြောတာဟုတ်လားဒါကြောင့်တရားအထုတ်တယ်ဆိုတာဘာတော့ဒါကဘုံဘုံကဏိဒန်းသဘောလေးပြောနေတာတရားအထုတ်တယ်ဆိုတာအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်စိတ်ကိုဖြူအောင်ကြိုးစားတာဆင်းရဲတဲ့သဘောကနေပြီးတော့ချမ်းသာတဲ့သဘောကိုပြောင်းလဲတာပင်ပန်းတဲ့သဘောကနေတတ်တာတဲ့သဘောကိုပြောင်းလဲတာပူလောင်တဲ့သဘောကနေငြိမ်းအေးတဲ့သဘောကိုရောက်အောင်ပြောင်းလဲနေတာလို့ကိုနားလည်ရမှာအဲ့လိုဆိုရင်ဒီတရားစကားမှာဘုံဘုံတို့ဘလို့အားထုတ်ကြမလို့ဒါလေးကတော့မပြောလို့မဖြစ်ဘူးเนาะတချို့ကြတော့လည်းပဲပြောတော့ကတည်တည်ချာချာနားမထောင်တဲ့အခါကျတော့နားထောင်တော့လည်းပဲနားမလဲလို့နဲ့တူပါရဲ့နားမလဲတဲ့အခါကျတော့နောက်ဘုံဘုံတို့နှစ်ရက်ချာတခါမေကွန်းလေးတွေမေးဖို့ပြောထားပြီးတော့မေကွန်းလေးတွေဖြေတာရှိတယ်လေအဲ့ဒီမေကွန်းလေးတွေထဲမှာတပည့်တော်တို့ဘာဆက်လုပ်ရမလဲဆိုတဲ့မေကွန်းတွေပါလာတာမတွေ့ရဘူးလားအဲ့ဒါဒီအလုပ်ပေးတရားကိုတည်တည်ချာချာနားမထားလို့ဘာဆက်လုပ်ရမလဲဆိုတဲ့မေကွန်းကိုမေးတာဟုတ်လားတချို့ဘာပြောတော့ရှုတရားမရှိတော့ဘူးတဲ့ကဲရှုတရားမရှိတော့ तू ကဘာရှုတရားမရှိတော့ဘူးလို့သိနေတာကိုကရှုတရားမရှိတော့ဘူးလို့ထင်နေတာကိုကအဲ့ဒါဘာဖြစ်နေတာတော့စိတ်ဖြစ်နေတာပဲလေအဲ့ဒီစိတ်ပြန်ရှုလို့မရဘူးလားရတယ်တကယ်တမ်းရှုတရားမရှိဘူးမဟုတ်ပါဘူး तू မရှာတတ်တာ तू ဂျာလဲခတ်နေတာဟုတ်လားတကယ်တမ်းထိတဲ့သဘောဟာတဏှာမှာတော့ဘာဖြစ်မလို့ထင်ရှားဖြစ်နေမှာပါဟုတ်တယ်မဟုတ်လားထိတဲ့သဘောမဖြစ်ဘူးဆိုတာဘယ်ရှိမလို့အတန်ကြားနေတာလည်းမရှိနိုင်ဘူးလားသိကြတာကတော့သူ့မှာရှုတရားရှိသလားမရှိဘူးလားလို့တွေးနေတာကိုကစားသူဘာတွေဖြစ်နေပြီတော့အတွေးတွေဖြစ်နေပြီအဲ့ဒါရှုရမယ်တရားလို့ तू သိသလားမသိဘူးလားမသိဘူးမသိလို့မို့ तू ဘာဖြစ်နေတော့တရားအထုတ်ရင်လည်းမျက်စိလဲနေတာအဲ့ဒါကြောင့်ဘုန်းကြီးကဘာလုပ်တာမေးတာဘုန်းကြီးကအလုပ်ပေးတရားထဲမှာအကုန်လုံးပြောမတာဘူးလားစကားကုန်းနေပြီဘာဖြစ်တိုင်းသိနေဟုတ်လားရုပ်ပိုင်းဆိုင်ရာပဲဖြစ်နာမ်ပိုင်းဆိုင်ရာပဲဖြစ်နာမ်ပိုင်းဆိုင်ရာကျတော့ကျေပြန့်သွားပြီနော်ရုပ်ပိုင်းဆိုင်ရာကိုထိချက်တစ်ခုကိုပိုင်နိုင်ဘုံဘုံတို့နားလည်ဖို့လိုမယ်
နာမိုင်းဆိုင်ရာကြတော့ခံစားမှုရဲ့အတွေးရဲ့ဒီလောက်တော့ဘုံဘုံတို့ဘာလို့ရမှာတော့နားလေရမယ်အဲ့ဒါတွေဟာသိနေရမယ့်အရာတွေလို့နားလေထားမယ်သဘောပေါက်ထားမယ်ဆိုရင်တရားအထုတ်เสียတရားဘလို့အထုတ်ရမှာလဲလို့မေးเสียအကြောင်းမရှိဘလို့ဆက်လုပ်ရမှာလဲလို့မေးเสียအကြောင်းလည်းမရှိဘူးဟုတ်လားတကယ်တမ်းကတော့ကို့မှာသိเสียတခုခုဖြစ်နေတယ်ဆိုတာကို သူမတွေ့တာသူအတွေးတွေနဲ့ဘာလုပ်နေတာတော့လမ်းချော်နေတာပေါ့နော်အဲ့ဒါလိုလမ်းချော်မှာဆိုလို့အခုချိန်မှာပြောတဲ့တရားစကားလေးကိုတိတိကျကျနားထောင်လို့ပြောတာစောစောကပြောခဲ့တဲ့စကားတွေကကိုလှုပ်လိုက်တဲ့ကိုလှုပ်မဲ့အလုပ်ကအော်ဒီလိုမျိုးမြင့်မြတ်တဲ့နော်အကျိုးကြီးတဲ့အလုပ်ပါလားလို့ဒါလေးကိုနော်စစချင်းဘုံဘုံကအားတက်အောင်အရင်ပြောလိုက်တာအခုဆက်ပြီးတော့ပြောမှာပါတော့တရားဘလို့အားထုတ်မလို့အဲ့တော့ယောဂီအဟောင်းတွေလည်းပဲအများကြီးပါပါတယ်ဒီထဲမှာဟုတ်လားအဲ့တော့ဘုံဘုံတို့တိုင်ပြီးတော့ရှုမှတ်မယ်ဆိုလို့ရှိရင်ဘုံဘုံတို့ရှုမှတ်စေချင်တာကနော်ဝင်လေဝင်တိုင်းထိတယ်ထိတဲ့သဘောလေးကိုလိုက်ပြီးတော့သိမယ်ထွက်လေထွက်တိုင်းထိတယ်ထိတဲ့သဘောလေးကိုလိုက်ပြီးတော့သိမယ်ဟုတ်လားဘာများခက်ပါလဲလေဘာမှမခက်ပါဘူးလှုပ်ဖို့နီလန်းကဟုတ်လားခက်နေတာကဘာလဲလို့မေးရင်စိတ်ကခက်နေတာနော်စိတ်ကဒီလိုမျိုးခန္ဓာမှာဖြစ်နေတဲ့သဘာဝကိုသိပြီးတော့နေတာများလားမသိဘဲနဲ့သူတွေးခြင်းရတွေးပြီးတော့နေတာများလားသူတွေးခြင်းရတွေးပြီးတော့နေတာများလားအဲ့ဒီအလေးအကျင့်ကြီးကအကြီးအကျယ်ဘုန်းဘုန်းတို့ရဲ့စိတ်တန်တန်ကိုလွှမ်းမိုးထားတယ်အဲ့တော့စိတ်ကသူ့ရဲ့ဝါသနာသူ့ရဲ့ဇယိုက်လိုဖြစ်နေတဲ့တွေးခြင်းရတွေးငေးခြင်းရငေးတဲ့အလုပ်ကိုပဲသူကလုံနေခြင်းတာအဲ့ဒီမှာပဲသူကအသားကျနေတာဟုတ်လားအဲ့ဒီထိတဲ့သဘောလေးကိုလိုက်ပြီးတော့သိနေပါလို့သူ့ကိုခိုင်းတဲ့အခါမှာသူကခဏပဲနားထောင်တယ်တော်တော်ကြာတော့မရှိတော့အဲ့ဒီမှာခက်တယ်ဆိုတာအဲ့ဒါပဲနော်အဲ့ဒါကိုဘုံဘုံတို့ကစိတ်ဓာတ်မကြပဲနဲ့ပြန်ပြီးတော့မင်းဒါလေးကိုပဲသိပါကွာဆိုပြီးတော့စိတ်ကိုနားချပြီးတော့ဘာလို့မလို့စိတ်ရှည်လက်ရှည်ဒီထိတဲ့သဘောကိုပြန်ပြီးတော့သိတဲ့လုပ်ငန်းကိုဆက်လုပ်မယ်သူကလည်းသူ့အလုပ်သူလုပ်မှာပဲเนาะပြန်ပြီးတော့ဗါတော့တွေးမှာပဲအဲ့ဒီချိန်မှာဘုံဘုံတို့ကလည်းကိုယ့်အလုပ်ကိုလုပ်မယ်ဟုတ်လားပြန်ပြီးတော့ဗါလုပ်မှာတော့ထိတဲ့သဘောကိုသိနေအောင်ကြိုးစားမယ်အဲ့ဒါလို့ပင်ကိုစိတ်ရဲ့တဘာဝနဲ့ဘုံဘုံတို့အသိဉာဏ်ဥရှိတဲ့စိတ်ရဲ့တဘာဝဘုံတို့ဗါလုပ်ကြမှာတော့လွန်ဆွဲနေတဲ့သဘောမျိုးပေါ့သူကလည်းသူ့ဘက်ပါအောင်ဆွဲမယ်ကိုကလည်းကိုယ့်ဘက်ပါအောင်ဆွဲမယ်ပေါ့အဲ့ဒီလိုလေ့ကျင့်နေတာကိုပဲဒါဗါလုပ်တာတော့တရားအထုတ်နေတာဟုတ်တယ်မဟုတ်လားအဲ့ဒါလိုဘုံဘုံတို့ကြိုးစားအထုတ်ပြီးတော့နေရင်းနဲ့အတွေးတွေလွှမ်းမိုးလာတယ်ခံစားချက်ဝေဒနာတွေကလွှမ်းမိုးလာတယ်အဲ့ဒါလို့ဆိုရင်ဒီဝေဒနာတွေကိုဘုံဘုံတို့လိုက်ပြီးတော့သိလို့မရဘူးလားရတယ်အတွေးတွေကိုသိလို့မရဘူးလားရတယ်ကိုကထိတာလေးကိုပဲဒလဇက်သိနေခြင်းတာသို့တော်ဝေဒနာကလွန်လွန်ကဲကဲဖြစ်လာတယ်အဲ့ဒီအချိန်မှာကိုကအလိုမကျမှုတွေဖြစ်တတ်တယ်ငါသိကျင်တာကဒီထိတာလေးကိုပဲသိကျင်တာဒီဝေဒနာကြီးကရှုပ်လိုက်တာသူ့ကိုလည်းအာယုံမပြုတ်ဘဲရလဲမနေနိုင်အဲ့ဒီမှာဝေဒနာနဲ့စိတ်ကဘာလို့ကြပြီတော့ယံဖြစ်ကြပြီပေါ့နော်ဘလို့ရှုံးမှာတော့ကိုရှုံးမှာဘုန်းတော်ဝေဒနာကဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီတားလို့မရသူအလကားဖြစ်တာမဟုတ်ဘူးဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတာဟုတ်တယ်ဒီတိုင်းမလို့မရှိလေထိုင်းနေမှာတော့ဝေဒနာကဖြစ်လာတော့ဘာဝေဒနာတော့ဒုက္ခဝေဒနာပေါ့ဟုတ်လားအဲ့ဒါကို तू ကအလုံးကိုထင်ရှားနေတယ်သူ့ကိုမျက်ွယ်ပြုတ်လောက်အောင်မျက်ွယ်ပြုတ်လို့ကိုမဖြစ်လောက်အောင်ထင်ရှားလာပြီဆိုရင်သူ့ကိုပဲဘုံဘုံတို့ကနားလေအောင်သဘောပေါက်အောင်ရှစ်ရှည်လက်ရှည်နော်ထိတာကိုတိဖို့ကြိုးစားသလိုမျိုးဝေဒနာကိုပဲတိဖို့ကြိုးစားမယ်ဆိုရင်ရောဝေဒနာနုပဒနာကမ္မထံကိုစီပြန်ပြီးသားဖြစ်မသွားဘူးလားဖြစ်သွားတယ်လုံးတက်ဖို့ပဲလိုတာပေါ့နော်ဘာသွားပြီးတော့ဘုံဘုံကအမှတ်ရအောင်ဆိုတော့စေးဆရာဇီဝကသူ့ရဲ့ဆရာကတော်တဲ့သွားပြီးတော့ဆေးဘက်မဝင်တဲ့အပင်ရှာခဲ့လို့ခိုင်းလိုက်တာတဲ့ဆေးဘက်မဝင်တဲ့အပင်ရှာခဲ့လို့ဇီဝကတော်တဲ့သွားပြီးတော့တယွန်းထမ်းပြီးတော့ဆေးဘက်မဝင်တဲ့အပင်ရှာတယ်အပြန်ရောက်တော့တယွန်းညီထမ်းပြီးတော့ပြန်လာတယ်တပင်မှပါမလာဘူးတဲ့ဟုတ်လားဆေးဘက်မဝင်တဲ့အပင်လို့သူ့မှာမမြင်ဘူးအကုန်လုံးသူကသိနေတယ်ဒါလဲဆေးဘက်ဝင်နေဟာဒီပင်မြင်တော့လဲဒါကအ
အပွေးလေးကအသုံးချလို့ရတယ်အခောက်ကအသုံးချလို့ရတယ်ဟာဒါကတော့အညွန်လေးကဘယ်လိုအပွင့်ကဘယ်လိုအသီးကဘယ်လိုအမြစ်ကိုဘယ်လိုသုံးရင်ရတယ်ဟာဘယ်အပင်မှသူ့ရဲ့မျက်စိထဲမှာဆေးဘက်မဝင်တဲ့အပင်ဆိုတာမရှိဘူးဖြစ်နေတယ်အဲ့လောက်ကျွမ်းကျင်သွားတာကျွတ်တို့ကြတော့အဲ့ဒါဘာမှမသိတော့ဘယ်ပင်မှဆေးဘက်ဝင်တယ်လို့မထင်ဘူးဖြစ်ဟုတ်လားဆေးဘက်ဝင်တဲ့အပင်ကတပင်တလေပဲမြင်တယ်နော်လက်ပြဘာပြောရင်တော့ဘုံဘုံကသဘောပေါက်ပါလေတရားအားထုတ်တတ်မယ်ဆိုလို့ရှိရင်ဘာမှဘုံဘုံတို့လုပ်လို့မရတဲ့နော်တဘာဝဆိုတာမရှိဘူးနော်တရားမဖြစ်တဲ့တဘာဝဆိုတာဘယ်ဟာမှမရှိဘူးကိုယ်သာအသုံးချရမယ်ဆိုလို့ရှိရင်အကုန်လုံးကကိုယ့်အတွက်ဓမ္မိုးရှိတဲ့အသိဉာဏ်ကိုဖြစ်စေတတ်တဲ့အာယုန်တွေကြီးပဲလို့ဘုံဘုံတို့အဲ့လိုခံယူထားရမှာသဘောပေါက်ရဲ့လားဒါတကယ်လို့မြန်ဝင်လေထွက်လေထိချက်ကိုဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုစိတ်ထဲမှာမတင်ရှားဘူးဆိုရင်ဘုံဘုံတို့အမြဲတမ်းဒီတရားစကားမှာပြောပါတယ်နောက်ခန္ဓာကိုယ်အောက်ပိုင်းနဲ့ကြမ်းမြင်နဲ့ထိနေတဲ့ထိချက်ကြီးဟာအလုံးဝမထင်ရှားဘူးလားထင်ရှားတယ်အဲ့ဒီထိမှုကိုလိုက်ပြီးတော့ဒလဇက်သိနေအောင်ကြိုးစားနော်ထိတယ်သ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 ိတယ်ဆိုပြီးတော့လိုက်ပြီးတော့မလုပ်နေတော့သိနေဟုတ်လားအဲ့ဒီအချိန်မှာအတန်တစ်ခုကြားလာတာထင်ရှားတယ်ဆိုရင်အဲ့ဒီအတန်ကြားတဲ့သဘာဝလေးကိုပဲစိတ်ကလေးတစ်ချက်လောက်စိုက်ပြီးတော့ဒီကြားမှုကိုမလုပ်လိုက်မလို့သိလိုက်မယ်ပြီးရင်ထိတာကိုပဲပြန်ပြီးတော့သိမယ်စိတ်ထဲမှာထိတဲ့သဘောကလွတ်သွားပြီးတော့တွေးတဲ့သဘောတွေမြန်ဖြစ်လာခဲ့မယ်ဆိုရင်အဲ့ဒီတွေးတာကိုပဲတစ်ချက်ပြန်ပြီးတော့ငါတွေးနေပါလားလို့တစ်ချက်လောက်ပြန်ပြီးတော့သိလိုက်မယ်ဟုတ်လားသိပြီးရင်ဘာကိုပြန်သိမယ်တော့ထိတာကိုပဲပြန်သိမယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ထိတာရဲ့ကြားတာရဲ့တွေးတာရဲ့သုံးမျိုးရှိသွားပြီနော်ခံစားချက်ဝေဒနာတွေအကယ်၍များထင်ရှားလာမယ်ဆိုရင်လည်းပဲအဲ့ဒီခံစားချက်တွေကိုလည်းလိုက်ပြီးတော့သိမယ်အကြံဉာဏ်၄မျိုးပေါ့ဟုတ်လားအာယုန်နေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဘုန်းတို့ဒီယူပါယုံကိုမြင်တဲ့သဘောမျက်လုံးလေးမှိတ်ထားတော့ထင်ရှားတော့ဘူးဟုတ်လားအနံ့ရတဲ့သဘောသိမထင်ရှားဘူးအရလာတည်တဲ့သဘောသိမထင်ရှားဘူးအာယုံ6ပါးမှာ3ပါးကသိပြီးတော့မထင်ရှားတော့ဘူးဘာကြမ်းနေတော့ထိတာရဲ့ကြားတာရဲ့တွေးတာရဲ့ကြမ်းနေတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ထင်ရှားရလိုက်ပြီးတော့ထိတာကိုပင်တိုင်းနေရာမှာထားပြီးတော့ထင်ရှားတဲ့သဘာဝကိုလိုက်ပြီးတော့သိမယ်အဲ့ဒီတည်းမှာဝေဒနာသဘောလေးကိုပါတော့ထည့်ပြီးတော့သိကြည့်မယ်အဲ့ဒါဆိုရင်ဘုံဘုံတို့အားမရှိအနာမရှိရှုမှတ်နေလို့မရဘူးလားရတယ်ဘာမှမလုပ်တတ်เสียမရှိဘူးအဲ့တော့ယောဂီတို့ဘဝမှာနော်နေထိုင်နေကြရတယ်ရှင်သန်နေကြရတယ်ဆိုတာအမြဲတမ်းဘယ်သူမှထိုင်နိုင်တာမဟုတ်ပါဘူးဘာလို့ကြမလို့ပွားကြရအောင်မယ်ရက်ကြရအောင်မယ်လေရောင်းဆက်ကြရအောင်မယ်နော်ခန္ဓာဆိုတဲ့ဒီစက်ကြီးကအဲ့ဒါလိုဣရိယာပု၄ပါးနဲ့ပြောင်းလဲပြီးတော့လေပတ်ရတာဟုတ်လားပုံစံတစ်မျိုးတည်းလေပတ်လို့မရဘူးဟုတ်လားအဲ့တော့သွားတဲ့အချိန်မှာလည်းဘုန်းဘုန်းတို့ဘာလုပ်ကြရမလို့အတိစိတ်လိုက်ပြီးတော့ရှိနေရမယ်ဖြစ်နေရမယ်ဘာကိုသိမယ်တော့ခြေထောက်နဲ့မြေကြီးနဲ့ခြေထောက်နဲ့ကြမ်းပြင်နဲ့ထိတဲ့ထိချက်ကိုထိတိုင်းလိုက်ပြီးတော့သိမယ်နော်တလန်းပြီးတလန်းလှမ်းသွားနေတယ်နော်ဘေးခြေထောက်နဲ့ထိတယ်နောက်ထပ်ညာခြေထောက်ကလှမ်းလိုက်တယ်ညာခြေထောက်ထိတယ်နော်အဲ့ဒါလို့ခြေဘဝနဲ့ကြမ်းပြင်နဲ့ထိတိုင်းနော်တစ်ချက်လှမ်းလိုက်တယ်တစ်ချက်သိလိုက်တယ်ဆိုရင်ကိုလုံလောက်ပြီအရန်ကြီးဖြည်းဖြည်းလေးလေးကိုယ်ကိုယ်ကြီးလုံနေစရာမလိုအရန်ကြီးတွတ်တွတ်မြန်မြန်ကြီးလဲသွားဖို့မသင့်တော့ဘူးပုံမှန်ကလေးပေါ့ဟုတ်လားအဲ့လိုလေးပုံမှန်လေးသွားရင်လည်းနော်တလန်းကိုတစ်ချက်ထိတယ်တလန်းတစ်ချက်ထိတယ်တစ်ချက်ထိတယ်တစ်ချက်သိတယ်အဲ့ဒါလို့ဆိုရင်ကိုတော်တော်လုံလောက်နေပြီလို့ဘုံဘုံထင်တယ်လှမ်းချက်တိုင်းကိုမတိလိုက်ရတာပဲမတိလိုက်တဲ့လှမ်းချက်မရှိသေးရဘူးဆိုတဲ့ခံယူချက်နဲ့ကြိုးစားကြည့်ရမယ်သွားတိုင်းဟုတ်လားသွားတိုင်းနော်ခြေတလန်းမှာထိချက်တစ်ခုထိချက်တစ်ကြိမ်အဲ့ဒါကိုတိမှုတစ်ကြိမ်လိုက်နိုင်အောင်ဘာလို့မလို့ကြိုးစားရမယ်အဲ့ဒါလို့သိစိတ်ကအလွန်မြန်ပါတယ်ထိတာကိုသိရင်းနဲ့နောက်ဆုံးဒီထိတာကိုတစ်ထိပြီးတစ်ထိလိုက်သိနေရင်းနဲ့ဘာဒီပါသိလာနိုင်တော့ဆိုရင်ဒီလက်တွေရမ်းနေတာကိုလည်းသိနိုင်တယ်ဟုတ်လား
ခေါင်းနေခြေပွားအထိရောက်အောင်အကုန်လုံးကိုတိသွားနိုင်တယ်ခြေတော့တစ်ချက်နင်းချလိုက်တယ်ဒီထိချက်ရဲ့အရှိန်ဟာခေါင်းထိတက်လာတယ်ဆိုတာကိုတော့သိနိုင်တယ်တကူလုံးပြောင်းလဲမှုတွေဖြစ်သွားတာပေါ့တကူလုံးပြောင်းလဲမှုတွေဖြစ်သွားတာဒီတစ်ချက်နင်းချလိုက်တာနဲ့အစင်းစင်းခံစားချက်တွေဟာခေါင်းထိရောက်သွားတာကိုဘုံဘုံတို့မြင်လို့ရတယ်သဘောပေါက်လားဘုံပြောတာပေါ့အဲ့ဒါကိုစူးစမ်းကြည့်ပါနော်ဒါသွားတဲ့ချိန်မှာအဲ့လိုအသိစိတ်ကလေးတွေလိုက်ပြီးတော့နေနိုင်အောင်စူးစမ်းရမယ်ရက်နေမယ်ဆိုရင်လည်းပဲသူ့ရဲ့ထိချက်ကပိုးတောင်ထင်ရှားသေးတယ်နော်ခြေပေါ်ကနှစ်ဖက်နဲ့ကြမ်းပြင်တဲ့ရဲ့ထိမှုဟာအလွန်မှထင်ရှားတယ်ဘယ်နဲ့ကြောင့်လဲဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဝိတ်ဟာအလွန်သေးတဲ့ခြေပေါ်လေးနှစ်ခုပေါ်မှာလာပြီးတော့ကျနေတာထိုင်တဲ့အချိန်မှာဖြစ်တဲ့ထိချက်တဲ့တောင်ပို့ပြီးတော့ထင်ရှားမယ်ထိုင်တဲ့အချိန်ကတစ်ခုလုံးရဲ့ဒီဖိအားကတင်မလီကိုကြီးအကြီးပေါ်မှာကျရောက်နေတာဖြစ်တဲ့အတွက်ကြောင့် तू ကမျှနေသေးတယ်ဟုတ်လားအိတ်နေတဲ့အချိန်မှာတော့အသက်သာဆုံးပဲဟောဆိုတကိုယ်လုံးရဲ့နော်ဖိထားတဲ့ဖိအားကတကိုယ်လုံးကြီးမျှပြီးတော့ခံရတဲ့အတွက်ကြောင့် तू ကမဖြစ်နေတော့အသက်သာဆုံးဖြစ်နေတယ်အပင်ပန်းဆုံးကဘယ်အချိန်လုံးဆိုသွားတဲ့အချိန်ပြေးတဲ့အချိန်ပေါ့နော်ထိချက်ကလေးကနေကျင့်သွားပါနော်အဲ့ဒါကိုဘုံဘုံတို့ကရွေ့အောင်ကလည်းအားဆက်ရသေးတယ်ပေါ့ဟုတ်လားအဲ့တော့သွားတာနဲ့ရက်တာနဲ့ဆိုရင်ပင်ပန်းတာကသွားတာကပိုပင်ပန်းတယ်ရက်တာကတက်တာတယ်ဒါပေမဲ့ထိမှုကိုစိုက်ကြည့်နေမယ်ဆိုရင်တော့ရက်တာကထိမှုပို့ပြီးတော့ထင်ရှားမယ်ဒီထိချက်ကလေးကမပြောင်းမလဲဒီခြေပွားလေးပေါ်မှာပဲဒလဇက်ကြရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ရက်ပြီးတော့တရားအထုတ်ခြင်းတဲ့အခြေအနေမျိုးမှာအဲ့ဒီထိချက်ပြင်းပြင်းထန်ထန်ဖြစ်နေတာပုံမှာစိတ်ဒလဇက်ရှိနေအောင်ကြိုးစားကြည့်နော်သူ့မှာလည်းပဲတရားရနိုင်တဲ့နော်တဘာဝတရားတွေပြခွက်တွေအများကြီးသူပြနေတာမရှိဘူးလားရှိတယ်ဟုတ်ပြီနော်အဲ့ဒါရက်နေတဲ့ချိန်မှာအဲ့လိုမျိုးဘုန်းဘုန်းတို့ကြိုးစားရမယ်ပေါ့ဟုတ်လားသွားရက်ထိုင်လေအောင်ဆက်တဲ့အချိန်နေ့လည်နေခင်ခဏကြော်လေးတွေဆန်းကြတာရှိမယ်ညာအိတ်ဆက်တော့မယ်ဆိုရင်လည်းပဲတခါတည်းအိပ်ပျော်သွားသေးတာမဟုတ်ဘူးနိုးလာပြီဆိုရင်လည်းတခါတည်းထလိုက်သေးတာမဟုတ်ဘူးလေအောင်ဆက်တဲ့အနေအထားနဲ့ဘုန်းဘုန်းတို့နိုးကြားနေတာမရှိဘူးလားရှိတယ်အဲ့ဒီချိန်မှာလေအောင်ဆက်နေတယ်ငါလေအောင်ဆက်နေတယ်ဆိုတဲ့သတိရှိရမယ်လို့မြတ်စွာဘုရားလွယ်လွယ်လေးသင်ပေးတယ်ဆိုလိုတာကကိုဘလို့ပုံစံလေးဖြစ်နေတာလေးကိုသိနေတယ်ဒါပဲနော်ကာယကတ္တသတိအနှစ်ချုပ်ကအဲ့ဒါပဲကိုယ့်ရဲ့ဒီရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းဘလို့လေးဖြစ်နေတယ်လဲဆိုတာကိုသိနေတာပဲဘလို့လေးပဲဖြစ်နေတဲ့အတိုင်းလေးကိုသိနေလိုက်ဖို့ပဲသဘောပေါက်လားမသိဘူးအဲ့တော့လေအောင်ဆက်တဲ့အချိန်မှာခေါင်းနဲ့ထိနေတာရှိမယ်အခုံးတွေထိနေတာရှိမယ်ကြောကြီးထိနေတာရှိမယ်တင်မထိနေတာရှိမယ်ခြေသလုံးလေးနော်ဒီကြွက်သားလေးထိနေတာရှိမယ်ခြေမနောင်လေးတွေထိနေတာရှိမယ်ဒါမှမဟုတ်နော်ခြေကိုယ့်ရဲ့အနေထားပေါ်မှာမူတည်ပြီးတော့ထိမှုသဘာဝတွေဟာဖြစ်ပေါ်နေတာကိုဘုံဘုံတို့မသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒါကိုလိုက်သိနေမယ်ဆိုရင်ဒါလွယ်လွယ်လေးပဲလေအဲ့ဒီအချိန်မှာစစ်ကြည့်ကိုစိတ်ကိုစစ်ကြည့်အဲ့လိုလေးသိနေတာချမ်းသာသလားဆင်းရဲသလားဆိုရင်ချမ်းသာနေတာကိုတွေ့ရလိမ့်မယ်အဲ့ဒီအချိန်မှာပင်ပန်းသလားတက်တာသလားလို့မင်းတက်တာနေတာကိုတွေ့ရလိမ့်မယ်စိတ်ကြီးကတင်းထားလို့သာလေဒကာဓမ္မတို့တခါလေတရားအထောက်ရတာအရသာမတွေ့တာစိတ်ကြီးကလည်းတင်းမထားနဲ့သူတာဝန်လေးသူသိခိုင်းတဲ့အလုပ်လေးကိုသာသိလေအခုလည်းပဲသိနေလို့မရဘူးလားရတယ်သိနေတဲ့ချိန်လေးမှာစိတ်ကလေးကတတ်တာတဲ့သဘောရှိတယ်စိတ်ဟာငြိမ်းအေးတဲ့သဘောရှိတယ်ဟုတ်လားဒါကကိုယ်ခန္ဓာကိုယ်ပေါ်မှာအတိဘလောက်ကတ်နိုင်တယ်လေဆိုတဲ့အနေထားပေါ်မှာမူတည်ပြီးတော့နော်ချမ်းသာခြင်းတတ်တာခြင်းငြိမ်းအေးခြင်းပမာဏတွေဟာလည်းကွဲပြားသွားမယ်ပေါ့နော်စိတ်ဆိုတာကအလွန်မြန်တယ်ဒီမှာထားရင်းနဲ့ပဲကြိုးကြပြင်မဲ့ထွက်နေတာတော့သူမရှိဘူးလားပြင်မဲ့ထွက်နေတဲ့အချိန်ကတော့ဘာဖြစ်ဖို့များမှာတော့အာကုသို့ဖြစ်ဖို့များမယ်အဲ့ဒီအနေထားလေးတွေကြောင့်စိတ်ကဆင်းရဲသွားတာပင်ပန်းသွားတာပူလောင်သွားတာဟုတ်လားစိတ်ကိုဒီခန္ဓာမှာတတိကလေးနဲ့ကပ်ပြီးတော့ထားနိုင်မယ်ဆိုတဲ့အနေအထားမျိုးမှာဘုံဘုံတို့ဆင်းရဲစရာအကြောင်းမရှိဘူးပင်ပန်းစရာအကြောင်းမရှိဘူးမငြိမ်းအေးစရာအကြောင်းမရှိဘူးဒါကိုနားလည်ရမယ်နော်အဲ့တော့သွားရထိုင်လျောင်းဒီလိုနဲ့ဘုံဘုံတို့ရဲ့ဘဝကနော်သိစရာတွေကပြည့်စုံပြီလားဆိုတော့မပြည့်စုံသေးဘူးဘာလို့ဆိုဘုံဘုံတို့ကအဲ့လိုသွားရင်ရရင်ထိုင်ရင်လျောင်းရင်နဲ့ပဲခန္ဓာကိုယ်အသေးစိတ်လှုပ်ရှားချက်တွေလှုပ်ရှားနေတာကောမရှိဘူးလားရှိတယ်အခုထိုင်ရင်နဲ့ရက်ခတ်နေတာရှိမယ်ကောင်းလေးတွေစောင်းပြီးတော့ကြည်တာရှိမယ်ဟော
တမ္ပဇင်ညပတ်ပါတယ်မှာအကျုံးဝင်တယ်ပေါ့မြတ်စွာဘုရားကတော့အသေးစိတ်ပြည့်စုံဟောတယ်တဲ့ကြည်တယ်တစောင်းကြည်တယ်ငုံနေမော့တယ်ရှေ့တက်တယ်နောက်ဆုတ်တယ်ကိုရေးတယ်ဆန့်တယ်ဘာကြံသေးတော့ဟောနော်အဲ့ဒါကမှအသေးစိတ်ထပ်ပြီးတော့ပြောတယ်အဝတ်စားအမျိုးမျိုးကိုဝတ်စားတယ်စားတော့မျိုးမျိုးကိုစားမယ်တောက်မယ်ရက်မယ်ခဲမယ်ကျင်ကြီးကြီးငယ်စွန့်မယ်စကားပြောမယ်ဒါမှမဟုတ်မပြောချင်မဲနဲ့တိတ်တိတ်နေမယ်နော်အိတ်ဖို့ကြိုးစားတယ်နိုးလာတယ်ဟောအကုန်မဲနော်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုပြောတော့တမ္ပဇာနာကာရီဟောတိတိလျက်ပြုရမယ်တဲ့နော်တမ္ပဇာနာကာရီဟောတိနော်ဒီစကားလုံးလေးကိုစွဲနေအောင်မှတ်တာပါဠိစကားလုံးလေးမြတ်စွာဘုရားရဲ့မူရင်းစကားလုံးလေးကိုမှတ်တာတမ္ပဇာနာကာရီဟောတိတိလျက်ပြုရမယ်တဲ့။ကဲဘာသာပြန်ချက်ကလည်းဘာမှရှုပ်ထွေးတာမရှိဘူးနော်။ဘာလုပ်ပြီးတော့ပြုရမှာလဲတော့သိပြီးတော့ပြုရမယ်တဲ့မသိဘဲနဲ့မပြုရဘူးပြုနေတာကိုသိရမယ်။ဟုတ်လားဒီသဘောလေးကိုပြောတာ။အဲ့တော့ဘုန်းဘုန်းတို့နော်တမင်စားတဲ့အခါစွန်စားတဲ့အခါမှာနော်ဒါကတော့တီးသန့်ဘုန်းဘုန်းတို့နားလည်ရမယ်ပေါ့အဲ့ဒါကတော့ဣတိစာဝေဆိုတဲ့လင်္ကာလေးကိုဆင်ញင်ရင်းနဲ့လဲစားလို့ရတယ်အဲ့ဒီတိုင်းစားခိုင်းတာကများပါတယ်နော်ရွှန်ရှားဆက်စုပ်ဖွဲ့ကိုစဉ်းစားဆင်ញင်ပြီးတော့စားဖို့သင်ပေးတာတွေလည်းရှိတယ်အဲ့ဒါလိုမှမဟုတ်ဘူးစောတော်ကပြောရတဲ့ဒီလှုပ်ရှားမှုကိုယ်တယ်ဆန်တယ်ထိတယ်ဒီသဘာဝတွေပါပဲနော်အရာသာကိုတည်မယ်မြင်ရအဲ့ဒီစားတဲ့ချိန်မှာမြင်ရတာရှိမယ်ဒီစားတဲ့ကိစ္စကလေဒီရှားဘကိုအာဟာရရောက်သွားတဲ့ကိစ္စကအာယုန်တွေကအများကြီးကျွတ်တော့ရသာယုံတစ်ခုတည်းသွားပြီးတော့စဉ်းစားလို့မရဘူးကျွတ်ရမယ်အစားအစာကကျွတ်နေမှကောင်းတယ်ထင်တာရွာနေတဲ့အစားအစာကရွာနေမှကောင်းတယ်ထင်တာမာမဲ့ဟာလေးကမာမကောင်းတယ်ထင်တာပြုတ်ရမယ့်ဟာကပြုတ်နေမှကောင်းတယ်ထင်တာဟုတ်တယ်မဟုတ်လားပြုတ်ရမယ့်အစားအစာကြီးမာနေရင်ကြိုက်သေးလားမကြိုက်တော့အာလူးကြော်တွေဣနေရင်စားကြင်သလားဟောဘစ်ကစ်လေးတွေဣနေရင်စားလို့ကောင်းသေးသလားအရသာတော့ဒါပဲအရသာဘာမှပြောင်းတာမဟုတ်ဘူးဘာကိုအဲ့ဒီမှာဘုံဘုံတို့ကတခါထပ်ပြီးတော့စိတ်ကကောင်းတယ်ဆိုတယ်လုံနေတာတော့အတွေ့အထိဖုဒ္ဓဘာယုံကိုအာယုံဆိုင်နေတာနော်အစာစားရင်းနဲ့ဘာကိုအာယုံဆိုင်တာဖုဒ္ဓဘာယုံတခါတလေအတန်လေးပါလေးထွက်လာတာကိုအရသာယူတာလည်းရှိသေးတယ်ဟောစားရင်းနဲ့တတ္ထာယုံကိုအာယုံဆိုင်နေပြန်တယ်စစားရင်းအာယုံဆိုင်တာကဘာကိုအာယုံဆိုင်တာပြောသားမအောင်ထမင်းစားတဲ့ခါမှာစစားရင်အာယုံစိုက်တာဘာတော့ယူပါယောနော်ဆိုကြပါစို့ထမင်းမကန်များတဲ့စွန်းတွေထည့်ထားတယ်နီရဲမဲတူးနေတယ်ဆိုစားအောင်မလားစွန်းလေးကဖွေးနေမှာနော်ဟုတ်တယ်မဟုတ်လားအယောင်မျိုးစုံတော့ဝတ်သားချက်ကဝတ်သားချက်နဲ့တူမဟုတ်လားပုံရည်ကြီးချက်ကလည်းပုံရည်ချက်နဲ့တူမမလေးစိတ်ရဲ့အစွဲတွေကအများကြီးရှိတယ်အဲ့တော့ဘာလဲဘုံကဘာပြောနေတာတော့ထမင်းစားတော့မှာဘုံဘုံတို့ကြိုက်တယ်လို့ရှုမှတ်လို့ရတယ်ဟုတ်လားအဲ့ဒီချိန်မှာထိတာလေးကြီးသိနေမယ်ဆိုရင်လည်းမရဘူးမထင်နဲ့နော်ရတာပဲထိချက်တွေကနေရာတိုင်းမှာဖြစ်နေတာပဲအရသာလေးကိုပဲအာယုံဆိုင်ပြီးတော့နားလည်အောင်လုပ်ကြည့်အောင်ပဲအကုန်လုံးကတော့အိဋ္ဌသဘောတွေကြီးပဲလူရင်းကတော့အိဋ္ဌကိုသဘောပေါက်ဖို့ပဲတကယ်တမ်းကဟုတ်လားအတန်ကြားတယ်ပြီးတော့တာပဲနှုတ်တယ်ညံ့တယ်ကြမ်းတယ်ဘာပြောပြီးတော့တာပဲအရသာကောင်းတယ်ဆိုတယ်ပြောတယ်ပြီးတော့တာပဲကြုံလို့ပြောရအောင်ပဲအခုထမင်းချက်တဲ့လူတွေကိုဟင်းညုံမုံတမုံမှမထဲနဲ့ဟင်းညုံမုံဝဲပေးမထားဘူးပြောတာဒီတခါနော်အသားမုံနေလည်းမပါဘူးအဲ့ဒါထညက်ကလေးနဲ့ချက်တဲ့တဲ့အဲ့ဒါဘုံမထညက်ကလေးနဲ့ချက်ငံပြာရည်နဲ့ပဇွန်ချောင်းနဲ့သုံးမကောင်းမှမပူနဲ့နာမည်မပြည့်စရာဘူးယောဂီတွေကိုကြုတ်ပြောထားမယ်ကျုပ်ကဒီတိုင်းချက်ခိုင်းထားတာလို့ပြောထားမယ်ဟုတ်လားအဲ့တော့ယောဂီတွေကိုလည်းပြောထားမယ်တရားလာအထုတ်တာဟောကောင်းမွန်တဲ့အရာသာအစားအသောက်ကိုစားဖို့လာကြတာမဟုတ်ဘူးစားတော့ဆိုင်သွားတာမဟုတ်ဘူးဟုတ်လားဘာလို့လာကြတာတော့တရားထုတ်တာအဲ့တော့စားတာကောင်းတယ်ဆိုးတယ်ပြောနေရင်ကိုပဲဒါကနော်ဘယ်လိုပြောမှာတော့တရားအထုတ်သွားတယ်လို့ပြောရတာ ਨੇ သိပြီးတော့မလျော်ကံဘူးလို့တောင်ပြောလို့မရဘူးလားဟုတ်လားတော့တရားလာအထုတ်တယ်ဆိုတာအမြင့်မြတ်ဆုံးအလုပ်ကိုလုပ်တာအမြင့်မြတ်ဆုံးအလုပ်ဆိုတာဘာတုံးလို့မေးရင်ဘုံဘကကိုယ်သဘောပေါက်တယ်လို့ပြောနေတာနော်အမြင့်မြတ်ဆုံးအလုပ်ကိုလုပ်တယ်ဆိုတာယုံညံ့တဲ့အရာတွေမဖြစ်အောင်လုပ်တာကိုမြင့်မြတ်တဲ့အလုပ်လို့ပြောတာယုံညံ့တဲ့အရာတွေကဘာတွေတော့
တရားတောက်လျှောက်စစ်နေတော့တာပဲဘုန်းကြီးကဟုတ်လားယုံညံ့တဲ့အရာတွေဆိုတာယာဂဒေါသမောဟဒါအယုတ်တရားတွေဟုတ်လားအဲ့ဒီယာဂဒေါသမောဟတွေမဖြစ်အောင်လုပ်တာကိုမြင်မြတ်တယ်လို့ပြောတာဟုတ်လားဘယ်တွေရောက်ကုန်ပြီးတော့အလုပ်ပေးတရားကအစားအသောက်စားသောက်တဲ့အခါမှာရှုမှတ်စရာတွေကများလိုက်တာသိစရာတွေကများလိုက်တာသဘောပေါက်စရာတွေကများလိုက်တာလို့ပြောနေတာဟုတ်လားအဲ့တော့ဘုန်းတို့မရှုမှတ်တဲ့စရာဘာမှမရှိဘူးเนาะအဲ့တော့တောင်ကြီးမြောက်ကြီးတောင်ကြီးမြောက်ကြီးစကားတွေပြောတယောက်နဲ့တယောက်လက်တို့ယောဂီနဲ့မတူတဲ့ပုံသဏ္ဍာန်တွေကိုဘုန်းတို့မမြင်ခြင်းပါဘူးဟုတ်လားအမြဲတမ်းကိုယ့်ရဲ့ဒီအသိစိတ်ကလေးကကိုယ်ခန္ဓာမှာထင်ရှားဖြစ်နေတဲ့သဘာဝတရားတစ်မျိုးမျိုးရဲ့အပေါ်မှာအမြဲတမ်းအာယုံစိုက်နေမယ်ဆိုလို့ရှိရင်အဲ့လိုပုံမှန်သဏ္ဍာန်တွေပေါက်เสียအကြောင်းရှိလားမရှိဘူးတောင်ကြီးမြောက်ကြီးကြည်เสียအကြောင်းလည်းမရှိဘူးစကားပြောเสียအကြောင်းလည်းမရှိဘူးတောင်ကြီးမြောက်ကြီးကြည်နေအဲ့ဒီလူဒုက္ခနာမှာအသိစိတ်ရှိကိုမရှိဘူးဆိုတာကိုသိနိုင်တယ်ဟုတ်တယ်မဟုတ်လားဒါကိုယ့်အလုပ်လေးကိုထိထိမိမိလုပ်နိုင်မှုဒါလေးကဘုံဘုံကကြားပြပြောပြနော်အဲ့တော့ဘုံဘုံတို့တရားအမထုတ်တဲ့เสียအာမမရှိပါဘူးထိုင်ပြီးတော့ရှုမှတ်တဲ့အချိန်မှာဝင်လေထွက်လေရဲ့ထိမှုတဘာဝကိုပဲတလက်ဆက်သိနေဖို့ကြိုးစားပါအဲ့ဒီနည်းနဲ့အစင်မပြေဘူးဆိုတဲ့ပုံကိုများထိုင်နေတဲ့အချိန်မှာခန္ဓာကိုယ်အောက်ပိုင်းနဲ့ကြမ်းပြင်နဲ့ထိတဲ့တဘာဝကိုပင်တိုင်းထားပြီးတော့ကြားတဲ့တဘာဝတွေးတဲ့တဘာဝစိတ်ရဲ့ဆင်းရဲခြင်းချမ်းသာခြင်းဝေဒနာသဘောဒါတွေကိုမလုပ်နိုင်အောင်တော့ထင်ရှားရလိုက်ပြီးတော့သိနေပါပွားတဲ့အချိန်မှာနော်တလန်းပြီးတလန်းနော်ခြေထောက်နဲ့မြေကြီးနဲ့ထိတဲ့သဘာဝကိုနော်တစ်ချက်လှမ်းလိုက်ရင်တစ်ချက်သိနိုင်အောင်ကြိုးစားပါခြေလှမ်းတိုင်းမှာအသိပါအောင်ကြိုးစားပါထိမှုသဘာဝကိုအာယုံစိုက်ပြီးတော့သိပါဟုတ်လားရက်ပြီးတော့အထုတ်မယ်ဆိုရင်လည်းထိချက်သဘာဝပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတာကိုသိပြီးတော့နေကြည့်ပါလျောင်းဆက်ပြီးတော့အထုတ်တဲ့အခါမှာလည်းဘာမှအာမထုတ်တဲ့စရာမရှိဘူးခန္ဓာကိုယ်အသေးစိတ်အမူအရာလေးတွေအာထုတ်တာလည်းပဲဘာမှအာမထုတ်တဲ့စရာမရှိဘူးဟုတ်လားဆွတ်စားတဲ့အခါမှာအာထုတ်တာလည်းဘာမှအာမထုတ်တဲ့စရာမရှိဘူးအဲ့တော့အဓိကပါတော့ဒီအာထုတ်နည်းကိုတစ်လုံးနဲ့ခြုံပြီးတော့ပြောမယ်ဆိုရင်ဘယ်လိုသဘာဝပဲဖြစ်နေနေအဲ့ဒါကိုသိနေမယ်ဖြစ်မနေတဲ့အချိန်ဆိုတာဘယ်အချိန်ရှိတော့ဘယ်အချိန်မှမရှိဘူးအိပ်ပျော်နေတဲ့အချိန်လည်းဖြစ်နေတာတကယ်ကကိုကအိပ်နေလို့သာမသိတာအဲ့ဒီအချိန်ကတော့တရားအထုတ်လို့မရတဲ့အချိန်ပေါ့နော်။နိုးကြားနေတဲ့အချိန်တိုင်းမှာဘုန်းဘုန်းတို့တရားအထုတ်လို့မရဘူးလား။ရတယ်။တခုမဟုတ်တခုကတော့ဘာတော့ထင်ရှားဖြစ်နေတယ်။အဲ့ဒီဖြစ်နေတာကိုဘာလို့ရမလို့သိနေရမယ်ဒါပဲ။ဟုတ်လား။အဲ့တော့တရားဘယ်လိုအထုတ်ရမလဲဆိုတဲ့အပိုင်းလေးကိုဘုန်းဘုန်းပြောပြ။အဲ့ဒါဆိုရင်တရားအထုတ်ရင်ဘယ်လိုအကျိုးရမှာတော့တရားအာမထုတ်လို့ရှိရင်တော့ဘလို့အကျိုးမဲ့မှာတော့ဒါလေးကိုလည်းပဲဏိကုံးပိုင်းမှာပြောခြင်းဟုတ်လားနေ့လေကဒကမာကြီးတယောက်ကဘုံဘုံကိုရှောက်တယ်သူရှောက်တာကိုကြားပြီးတော့ဘုံဘုံကအလွန်ကိုကျဉ်တ်သွားသူကဘာရှောက်တုံဆိုတာဘုံဘုံတရားကိုတဲ့ဘယ်တော့မှစပြီးတော့အကြီးအကျယ်ကြိုက်သွားတာတော့ဆိုတော့တဲ့သူကစကားအဲ့လိုလေးချီးလာတာတတိပဋ္ဌာန်တရားကိုအာမထုတ်လို့ရှိရင်ဘယ်လောက်ထိအကျိုးမဲ့မှာလဲဆိုတာပြောလို့မကုန်နိုင်ဘူးတဲ့တတိပဋ္ဌာန်တရားကိုအာထုတ်မယ်ဆိုရင်ဘယ်လောက်ထိအကျိုးရှိမှာလဲဆိုတာလည်းပြောလို့မကုန်နိုင်ဘူးလို့ဘုံဘုံကပြောတာတဲ့ဟုတ်တယ်ဘုံဘုံငယ်ငယ်ကအဲ့ဒီစကားကိုအလုံးကိုတန်ဖိုးထားပြီးတော့ပြောခဲ့ဘူးတာကိုအမှတ်ရတယ်စာရေးခဲ့ဘူးတာကိုလည်းအမှတ်ရတယ်မေခွန်းကကွဲနေတယ်အဖြေကတူးနေတယ်တေချာနာတော့နော်မေခွန်းကကွဲနေတယ်အဖြေကတော့တူးနေတယ်တတိပဋ္ဌာန်တရားကိုအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးကိုပြောပါဒါတမေခွန်းတတိပဋ္ဌာန်တရားကိုအားမထုတ်ရင်ဖြစ်ပေါ်လာမဲ့အကျိုးမဲ့တွေကိုပြောပါဒါကလည်းတမေခွန်းမေခွန်းတူလားတူတတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးကိုပြောပါတတိပဋ္ဌာန်တရားကိုအားမထုတ်ရင်ရရှိမဲ့အပြစ်အနာစာအကျိုးမဲ့တွေကိုပြောပါမေခွန်းတူလားတူအဖြေကတော့တူတယ်အဖြေကဘာဆိုပြောလို့မကုန်နိုင်ဘူးတဲ့ဟုတ်လားသဘောပေါက်လားမသိဘူးနော်တတိပဋ္ဌာန်တရားကိုအားထုတ်ရင်ရရှိမဲ့အကျိုးကြီးတို့ကလည်းပြောလို့မကုန်နိုင်ဘူးတ
တိပဋ္ဌာန်တရားကိုအာမထုတ်လို့ရရှိမဲ့ဒုက္ခတွေအပြစ်အနာစာတွေဆင်းရဲတွေအကျိုးမဲ့တွေကလည်းပြောလို့မကုန်နိုင်ဘူးသူကလည်းမကုန်နိုင်ဘူးနောက်ဆုံးဝိဇိတိဆင်းရနိုင်တယ်အဲ့ဒီထိပြောရမှာတတိပဋ္ဌာန်တရားကိုအားထုတ်ရင်ရရှိမဲ့အကျိုးကြီးတော့နောက်ဆုံးအငြိမ့်တဲ့နိဗ္ဗာန်ကိုရပြီးတော့အပြီးပိုင်းချမ်းသာသွားနိုင်တယ်ဒီထိသွားမှာဟုတ်လားဂျာကာလမှာရရှိတဲ့အကျိုးကျေးဇူးဘယ်လိုလုပ်ပြီးတော့ဘုံဘုံတို့ဉာဏ်နဲ့ကုံစင်အောင်ပြောနိုင်မှာတော့ဟုတ်လားတတိပဋ္ဌာန်တရားကိုအာမထုတ်လို့ဖြစ်ပေါ်လာမဲ့အကျိုးမဲ့တွေကိုလည်းဘုံဘုံတို့ဘယ်လိုလုပ်ပြီးတော့ကုံအောင်ပြောနိုင်မှာတော့တတ္တဝါတွေဆိုးကြတာမိုက်ကြတာမှားကြတာဒါတွေအကုန်လုံးဟာတတိပဋ္ဌာန်တရားနဲ့ကင်းလို့သာလေအဲ့ဒါလိုဖြစ်ရတာတတ္တဝါတွေအလုံးမှန်ကန်ကြတာအကျိုးရှိကြတာကောင်းမွန်ကြတာတွေအကုန်လုံးဟာလေတတိပဋ္ဌာန်တရားနဲ့တွဲမိလို့သာအဲ့ဒါတွေဖြစ်ကြရတာဟုတ်လားဒါဒီနေ့တော့ဘုံဘုံကတတိပဋ္ဌာန်တရားရဲ့အကျိုးကျေးဇူးကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာအသိစိတ်ကလေးလိုက်ပြီးတော့နေထိုင်ကျင့်သုံးခြင်းရဲ့အကျိုးကျေးဇူးလေးကိုတစ်မျိုးပြောပြတယ်နော်ခါတိုင်းတော့ဘာတွေပြောတာများတော့တတ္တနံဝိတုဒ္ဓိယခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားကိုသတိထားပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ဟာတဖြည်းဖြည်းနဲ့ဘာဖြစ်လာမလို့ဖြူစင်တန့်ရှင်းလာမယ်တောကပရိဒေဝနာသမတိကမာယစိုးရင်တရားနဲ့တွေ့လာတယ်ငိုစရာနဲ့တွေ့လာတယ်ပျက်စီးမှုတွေကိုရည်ညွှန်းတာနော်တခုခုပြက်လာတယ်ကိုတန်ဖိုးထားတဲ့အရာတွေပြက်လာတဲ့အခါမျိုးမှာပုံမှန်အားဖြင့်ဆိုရင်တော့စိုးရင်ရလိမ့်မယ်သို့မဟုတ်ကိုတန်ဖိုးထားတဲ့အရာကတိတ်ကြီးတယ်ဆိုရင်ငိုရလိမ့်မယ်နော်အဲ့လိုစိုးရင်တရားငိုတရားတွေနဲ့တွေ့လာတဲ့အနေအထားမျိုးမှာစိတ်ဟာယဉ်ကျေးမှုပညာတရားနဲ့ထုံမွမ်းထားတဲ့အတွက်ကြောင့်စိုးရင်ချင်းကင်းပြီးတော့ငိုကြွေးခြင်းကင်းပြီးတော့ချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ပြီးတော့ပါလာတော့ဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတွေချုပ်ငြိမ်းသွားလိမ့်မယ်နော်အနာဂံဖြစ်ရင်ဒေါမနတချုပ်ပဲယဟန္တာဖြစ်ပြီးတော့ပြိဋိဘံဆံသွားပြီဆိုရင်တော့ဒုက္ခအလုံးချုပ်သွားပြီအဲ့ဒီထိဒီလမ်းစဉ်ဟာဥတည်နေတာကိုဘာလို့မလို့မြင်ရမယ်ဂျာကာလမှာတုံတယုံစိတ်တူစရာနဲ့တွေ့ရင်စိတ်မတူတဲ့အည်အသွေးမရခြင်းဘူးလားရရင်နော်နည်းနည်းလေးအဆင်မပြေတာလေးတွေ့တာနဲ့ကျွတ်တို့ရဲ့စိတ်ကဘလို့ဖြစ်နေတာတော့နော်အနာအိုအနာဟောင်းများလို့မထိလိုက်နဲ့ထိလိုက်တာနဲ့သွေးပုတ်ပြီပုတ်ကထွက်ပြီးသားပဲဟုတ်လားတရားဓမ္မတို့ဘုံဘုံတို့ရဲ့စိတ်ကဘာနဲ့တူတာတော့အနာအိုအနာဟောင်းများတယ်ဘုရားပေးထားတဲ့ဥပမာထွက်လာတာကောင်းတာမရှိဘူးအစင်မပြေတာနဲ့တွေ့တာနဲ့ထွက်လာပြီသူကနည်းနည်းမှအထိမခံနော်ပုထုဇဉ်တွေရဲ့စိတ်ကဘလို့တော့အထိမခံကြွေပကံနေဟုတ်လားအထိကိုမခံဘူးနော်အဲ့ဒါကိုဘုန်းဘုန်းတို့ကနော်လောကဓာတ်တရားနဲ့ပဲတွေ့ဘလို့အနေထားမျိုးနဲ့ပဲကြုံတုံတန်ယုံအနေထားနဲ့စိတ်မတူဘူးဆိုတဲ့အနေထားအည်အသွေးမရခြင်းဘူးလားအဲ့ဒါသတိပဋ္ဌာန်တရားအထုံးတုံတန်ဟိုစိတ်တူမှမဟုတ်တခါတလေရေးချင်းလာတော့တောင်းရှိတယ်သိလားကြံဖန်ဖန်စိတ်တူစရာကိစ္စကိုရေးချင်းသွားတာမျိုးတောင်ရှိတတ်တယ်မြင်တာဟုတ်သူကဒီသဘောလေးကိုပြောတာဒုက္ခတွေလည်းနည်းနိုင်တယ်ဒေါမနတမှာနည်းတာမဟုတ်ဘူးเนาะဒီစိတ်နဲ့ယုံနဲ့ဆိုတာအချင်းချင်းအလွန်အားကြီးစွာအမိပြုတ်ပြီးတော့ဖြစ်ကြတာရုပ်ဖောက်ပြန်ရင်လည်းစိတ်ဖောက်ပြန်နိုင်တယ်စိတ်ဖောက်ပြန်ရင်လည်းရုပ်ဖောက်ပြန်နိုင်တယ်ကျုပ်ကဒီစိတ်ငြိမ်စေးတွေနော်စိတ်ဝင်စားတယ်မေ့စေးဆိုရင်အလုံးကိုစိတ်ဝင်စားတယ်ဒီအရေးလေးဝင်သွားတယ်ငါကတစ်တုံးကြီးတုံးလို့ဘာမှမသိတော့တဲ့အဖြစ်ကိုရောက်သွားတာစွန့်လိုက်တာဒီအရေးကဘလို့တွေလှုပ်လိုက်တာတော့ယောဂီတော်စိတ်ဝင်စားဘူးလားလွန်ခဲ့တဲ့တစ်နှစ်ကအစာအိမ်မှန်ပြောင်းကြည့်တာမေစေးကအဲ့ဒီမှာစာထိုးဘူးတာလေမေစေးထိုးမယ်ဆိုတော့လက်မှတ်ထိုးရတယ်လက်မှတ်ကတော့ဒီအချင်းချုပ်ပြောရရင်အမျိုးမျိုးအဆင်မပြေဖြစ်ပြီးတော့သိနိုင်တဲ့သဘောတူရလားလို့ပြောတာပဲဟုတ်လားအဲ့ဒါကိုဘာလို့ရတော့သဘောတူရတယ်ဆိုတော့ထိုးလိုက်ရတာနော်ထချင်မှလည်းပြန်ထတော့မယ်လို့သူကပြောထားတာပဲတကယ်တမ်းကဟုတ်လားအဲ့သူကတော့အိတ်ဆေးအပျော်လေးထိုးမယ်လို့ပြောတယ်ငါမအိတ်အောင်တောင့်ကြည့်အောင်မယ်တော့မျက်လုံးပြူထားရင်တော့ဘယ်လိုရနေမှမသိဘူးပေါ့နော်ခေါင်းလောင်လေးနှောင်းနဲ့ခောက်တယ်3ချက်လောက်ပဲကြားလိုက်တယ်ဘာမှမသိတော့ဟုတ်လားနော်ဘာပြောတာလဲဘုံဘုံကယုံနဲ့စိတ်နဲ့ဟာအကြီးအကျယ်အမိပြုတ်ပြီးတော့ဖြစ်နေကြတာယုံရဲ့
အရှိန်တွေကစိတ်ပေါ်ကိုလွှမ်းမိုးတယ်လို့စိတ်ရဲ့အရှိန်တွေကလည်းရုပ်ပေါ်မှာလွှမ်းမိုးတယ်တရားအထုတ်လို့ယောဂပျောက်တယ်ဆိုတာကိုပြောချင်တာတရားအထုတ်တဲ့အချိန်မှာစိတ်ကဖြူစင်တဲ့တန့်ရှင်းတဲ့ကောင်းမွန်တဲ့ဖြူစင်တဲ့တန့်ရှင်းတဲ့ကောင်းမွန်တဲ့စိတ်ရဲ့မိယာရုပ်ဟာလည်းကောင်းမွန်သွားနိုင်တယ်ရုပ်ဆိုတာကကမ္မဇာရုပ်ရှိတယ်စိတ်တဇာရုပ်ရှိတယ်ဥဒုဇာရုပ်ရှိတယ်အာဟာရဇာရုပ်ရှိတယ်ဟောတရားဟောပါများဟောရင်လည်းဘုဒ္ဓတာတွေရကုန်ပြီနော်ရုပ်ကဘယ်နှမျိုးရှိတာတော့၄မျိုးရှိတယ်ကမ္မဇာရုပ်တဲ့ဒီမျက်လုံးအကြည်တက်ကလေးကံကြောင့်ဖြစ်တာဟုတ်လားနားရုပ်နှာခေါင်းရုပ်ရတာကိုတည်နိုင်တဲ့ရှားရုပ်ပတာရရုပ်၅ပါးအကျဉ်းမြင့်လေးမှတ်ထားနော်ကမ္မဇာရုပ်တဲ့နောက်စိတ်တဇာရုပ်တဲ့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်အပူအေးဥဒုကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်အဲ့ဒါပြောရင်တာကဘာတော့ဒုက္ခဒေါမနတနာအထင်ကမာယတတိပဋ္ဌာန်တရားအထုတ်ရင်ဒုက္ခနဲ့ဒေါမနတကိုချုပ်ငိမ့်သွားစေလိမ့်မယ်မချုပ်ငိမ့်သေးခင်မှာနေပါနိုင်တယ်ဆိုတာကိုပြောနေတာတတိပဋ္ဌာန်တရားအထုတ်ရင်ဘာအကျိုးရမှာတော့အဖြစ်ရပါတော့ပြောရင်မကုန်နိုင်ဘူးဒါပြောနေတာနော်ဟုတ်လားဟိုတော့ကမဟာစီရိတ်တာသွားတရားအထုတ်တော့ဟာအဲ့ဒီမှာဆောင်းပုတ်ကလေးတစ်ခုကြားခဲ့ဘူးလားခုချိန်ထိစွဲနေကြည်လင်ရုပ်ဆင်းတီးခံခြင်းကျိုးရင်နှစ်တန်တတိပဋ္ဌာန်ဟာအဲ့ဒါနော်ယောဂီတို့ဒါမျိုးလေးတွေရအောင်ကြည့်တာကြည်လင်ရုပ်ဆင်းတီးခံခြင်းကျိုးရင်နှစ်တန်တတိပဋ္ဌာန်တတိပဋ္ဌာန်တရားရဲ့အရင်အမြစ်အကျိုးကျေးဇူးကြီးနှစ်ပါးတဲ့အဲ့ဒါပေါင်းဆိုရုပ်ဆင်းကြည်လင်တာရဲ့တီးခံနိုင်တယ်ဆိုရင်မြင်လာတာအဲ့ဒါကဘုံကဘယ်လိုလေးနားလည်မိတော့ဆိုတော့ရုပ်ဆင်းကြည်လင်တယ်ဆိုတာရုပ်ပိုင်းဆိုင်ရာတွေအထူးသဖြင့်ကောင်းမွန်သွားတာကျမ်းမာမှလည်းရုပ်ကကြည်လို့ရမှာနော်ဟုတ်လားရုပ်ဆင်းကြည်လင်တယ်ဆိုတာကကြည်လို့ရှုလို့လှတယ်ဆိုတဲ့အဓိပ္ပာယ်လောက်တင်နားလည်ထားလို့မပြည့်စုံဘူးကျမ်းမာမယ်ဟုတ်လားကြည်လင်ရုပ်ဆင်းပြီးတော့ဘာလို့တိခံခြင်းဆိုတာဘုံကဘယ်လိုလေးနားလည်မိတော့ဆိုတော့စိတ်ရဲ့အရည်အသွေးမြင့်လာတာဟုတ်လားစိတ်အရည်အသွေးညံ့တဲ့လူစိတ်အရည်အသွေးသေးငယ်တဲ့လူတွေဟာသိမခံနိုင်ဘူးဘာလေးမှလုပ်လို့မရသဘောပေါက်လားမသိဘူးနော်အဲ့ဒါမျိုးလူတွေကဘယ်လိုပြောရလဲသူတို့ကသဘောထားသေးတယ်စိတ်ထားနှုတ်တယ်သွားမပြောနဲ့တော်နေငါတို့ဟိုလိုထင်မြင်လိုက်မယ်ဒီလိုထင်မြင်လိုက်မယ်ဟုတ်လားအဲ့ဒါဘာတော့စိတ်နှုတာပေါ့နော်စိတ်နှုတာဆိုတာကကြားကောင်းအောင်ပြောတာအမှန်ကဘာတော့နော်မရင်ကျက်တာပေါ့မြန်မာစကားကလည်းအလွန်ကြွယ်ဝတာပဲနော်ရင်ကျက်တယ်နုနယ်တယ်ဟုတ်လားအဲ့တော့သိခံနိုင်တယ်ဆိုတာကစိတ်ထဲမှာအထူးသဖြင့်ဒေါသမဖြစ်အောင်နေနိုင်တာကိုသိခံတယ်လို့ပြောတာမပြေလည်ဘူးလို့မရှိဘူးနော်ဒီအခြေအနေဆိုးကသူ့ရဲ့စိတ်ကိုပူလောင်သွားအောင်မလုပ်နိုင်ဘူးသူ့စိတ်ကအလွန်ကိုပဲခိုင်ခန့်နေတယ်မာကြောနေတယ်ကြီးမားနေတယ်တုံးတယုံလာလှုပ်လို့မရဘူးတုံးတန်းလာပုံသွင်းလို့မရဘူးမာကြောတယ်ကြီးကျယ်တယ်တုံလှုပ်အောင်လုပ်လို့မရဘူးဒီသဘောကိုနားလည်ဖို့လိုတယ်နော်စိတ်ကလေးကသေးနေတယ်နှုနေတယ်ဟာဟိုဟာလာရွေ့တာလာရွေ့ဘာမှကိုသူ့ဟာကကောင်းတယ်လို့မရှိအဲ့ဒီအမြတ်မားဆုံးအကျိုးကျေးဇူးကိုဘာလို့ရနိုင်တော့တတိပဋ္ဌာန်တရားကိုပွားရင်ရနိုင်နေတဲ့မှတ်ထားနော်ကြည်လင်ရုပ်ဆင်းတီးခံခြင်းကျိုးရင်နှစ်တန်တတိပဋ္ဌာန်ဟုတ်လားအဲ့ဒါခုဘုံဘုံကဘယ်တဲ့ထည့်ပြောနေတာတော့ဒုက္ခဒေါမနတနာအထင်ကမာယဆိုတာတွေကိုထည့်ပြီးတော့ပြောနေတာပထမအကျိုးကျေးဇူးကစိတ်တွေဖြူစင်တန်ရှင်းသွားမယ်ဒုတိယနဲ့တတိယအကျိုးကျေးဇူးကသောကပရိဒေဝတွေကိုကြော်လွှားသွားနိုင်လိမ့်မယ်သရုဒ္ဓနဲ့ပြင်စမအကျိုးကျေးဇူးကကိုယ်ဆင်းရဲခြင်းနဲ့စိတ်ဆင်းရဲခြင်းတွေကိုချုပ်ငြိမ်းသွားစေလိမ့်မယ်သတ္တမနဲ့တတ္တမအကျိုးကျေးဇူးကဘာလဲတော့ညာယတ္တအဓိကမာယနိဗ္ဗာနတ္တသစ္စည်းကရိယာယညာအစစ်စစ်မြင့်ပြီးတော့သစ္စာလေးပါးကိုသိတဲ့အဆင့်ထိမြင့်သွားတယ်အဲ့ဒါကိုမဲ့ညာခေါ်တော့နော်ညာအဲ့လောက်မြင့်သွားပြီဆိုလို့ရှိရင်ညှဉ်းနှွမ်းမှုပူလောင်မှုတွေကိုသူ့အဆင့်နဲ့သူအမြင့်ပြတ်နောင်တဖန်မဖြစ်သောပယ်ခြင်းဖြင့်ပယ်တတ်ပြနိုင်တဲ့မဲ့ညာရဲ့အစွမ်းအဲ့လောက်စွမ်းတဲ့မဲ့ညာကိုသတိပဋ္ဌာန်တရားကိုပွားခြင်းဖြင့်ရနိုင်တယ်ညာအဆင့်ဆင့်မြင့်သွားတာသူကပုဂ္ဂိုလ်တ attva မရှိဘူးဆိုတဲ့အမှန်တရားကိုပထမအဆုံးသိတယ်ဟုတ်လား
ဖန်ဆင်းထားလို့ဖြစ်တာမဟုတ်အကြောင်းပဲဖြစ်တာမဟုတ်ဘူးလို့အကြောင်းကျိုးသဘာဝကိုဒုတိယသိတယ်တည်မြဲနေတဲ့သဘာဝတွေမဟုတ်ဘူးကောင်းမွန်တဲ့သဘာဝတွေမဟုတ်ဘူးဓမ္မရှိတဲ့သဘာဝတွေမဟုတ်ဘူးလို့တတိယအဆင့်သိတယ်ဟုတ်ပြီနော်စတုထအဆင့်ပါသိသွားတော့သစ္စာလေးပါးကိုသိတယ်တဲ့ဟုတ်လားအဲ့ဒါကိုသိပြီဆိုရင်သူ့ကိုအဲ့ဒီဉာဏ်ကိုဘယ်လိုနာမည်တက်တာလို့မဲဉာဏ်လို့တက်တယ်မဲဉာဏ်ရပြီဆိုလို့ရှိရင်ဖိုဉာဏ်ဒီကာလမချားဘူးတဲ့အဲ့ဒီအချိန်မှာတယောက်ကလာတတ်မယ်ဆိုရင်တော့အဲ့ဒီဈာကာလမှာမသိဘူးဖိုဉာဏ်ဖြစ်ပြီးမှပဲသိတယ်မဲဉာဏ်ဤအခြားမဲ့မှာဖလဆိုတဲ့ဖိုဉာဏ်အကျိုးရလက်ဉာဏ်တော့ရှောက်ဖြစ်တယ်အဲ့ဒီဟာကိုရည်ရွယ်ပြီးတော့တရားတော်ရဲ့ဂုဏ်ကျေးဇူးတွေကိုပြောတဲ့နေရာမှာအကာလိကောလို့ဟောတာမြတ်စွာဘုရားကာလမချားဘူးဟုတ်လားမဲ့ဉဏ်ဖြစ်ပြီးတာနဲ့တန်းပြီးတော့ငြိမ်းအေးမှုဖိုဉဏ်ဟာတန်းပြီးတော့ဖြစ်တယ်တဲ့ဟုတ်လားအဲ့ဒီဖိုဉဏ်ကြတော့ကျိန်ဖန်များစွာဖြစ်အောင်လုပ်လို့ရမဲ့ဉဏ်ကတော့တစ်ချိန်ပဲပေါ့နော်ဒီဘဝမသိမချင်းနိဗ္ဗာန်ကိုငါဘယ်နာရီနဲ့ဘယ်နာရီထိအာယုံပြုတ်ပြီးတော့နေခြင်းတယ်လို့ဝတိဘောနိုင်နေအောင်လေ့ကျင့်ထားမယ်ဆိုရင်သူဟာအာယုံပြုတ်ပြီးတော့နေနိုင်တယ်အငြိမ့်တက်နဲ့အငြိမ့်တက်ကိုမျက်မှောက်ပြုတ်ပြီးတော့နေနိုင်တယ်အဲ့ဒါဘာခေါ်တော့ဖိုဉဏ်နဲ့အဲ့လောက်ထိအဆင့်အတန်းမြင့်တဲ့ဘုရားဘာသာဝင်တို့ရဲ့ပန်းနိုင်လို့ဆိုရမယ်ထူးကဲတဲ့ဉာဏ်တွေကိုဘာလို့ရင်ရနိုင်တော့တတိပဋ္ဌာန်တရားကိုပွားရင်ရနိုင်တယ်တဲ့ဟုတ်လားအကျိုးကျေးဇူးဘယ်နှပါတော့ခါတိုင်းအဲ့ဒါအမြဲပြောရနော်အခုလည်းပဲဘုန်းကြီးကမသိမသာအဲ့ဒါကိုပြောလိုက်ဟုတ်လားနော်ဒါကမပြောဘဲနေလို့မရဒါလေးကိုတော့ဘုန်းဘုန်းကဘာလို့သိခြင်းတော့စွဲမြဲစေခြင်းနဲ့မှတ်မိစေခြင်းနဲ့နော်ဟုတ်လားအဲ့တော့ဘုန်းဘုန်းကဒီကနေ့တော့သတိပဋ္ဌာန်တရားရဲ့အကျိုးကျေးဇူးကိုစောစောကနော်ဒကမာကြီးလျှောက်တဲ့စကားလေးကိုပဲဘုန်းဘုန်းကပြောပါတယ်ဟုတ်လားသတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးကိုပြောပါဆိုရင်ပြောလို့မကုန်နိုင်ဘူးသတိပဋ္ဌာန်တရားကိုအားမထုတ်လို့ဖြစ်ပေါ်လာမဲ့အပြည့်အနာစာအကျိုးမဲ့တွေကိုပြောပါဆိုရင်လည်းပြောလို့မကုန်နိုင်ဘူးအဲ့ဒါကိုလည်းနားလည်ဖို့လိုတယ်နော်အဲ့ဒါကိုပြောဖို့တော့အချိန်မရတော့ဘူးနော်ဘုံဘုံတရားဟောတာတဏှာကြီးနီးနီးရှိသွားပြီချောင်းကလည်းသဘောကောင်းတယ်မစိုးဘူးဟုတ်လားနောက်နေ့တွေလည်းအဲ့လိုတရားဟောတာနေမှာသဘောကောင်းပါစေဆုတောင်းရမှာနော်အဲ့တော့ဘုန်းတို့ပြောရင်တာလေးတွေတော်တော်စုံသွားပါပြီဟုတ်လားအဲ့တော့ဘုံဘုံအလုပ်ပေးတရားအနေနဲ့တရားအထုတ်တယ်ဆိုတာဘာလဲဆိုတာကိုဒီတန်းပိုင်းမှာပြောခဲ့တယ်တရားဘယ်လိုအထုတ်ရမလဲဆိုတဲ့အထုတ်ပါအထုတ်နည်းကိုအလယ်ပိုင်းမှာပြောခဲ့တယ်တရားအထုတ်တော့ဘာဖြစ်မှာလဲဘာရမှာလဲဆိုတဲ့အကျိုးကျေးဇူးကိုနေကုန်းပိုင်းမှာပြောလိုက်တယ်မှတ်မိမယ်ထင်တယ်နော်တရားအထုတ်တယ်ဆိုတာအကုသိုလ်မဖြစ်အောင်လုပ်တာကုသိုလ်ဖြစ်အောင်လုပ်တာကိုယ်စိတ်ကိုဖြူအောင်ကြိုးစားတာကိုယ်စိတ်ကိုဆင်းရဲခြင်းကနေချမ်းသာခြင်းကိုရောက်အောင်ပြောင်းလဲတာပင်ပန်းခြင်းကနေတိုက်တာခြင်းစီကိုရောက်အောင်ပြောင်းလဲတာပူလောင်ခြင်းကနေငြိမ်းအေးခြင်းစီကိုရောက်အောင်ပြောင်းလဲတာဆင်းရဲခြင်းပင်ပန်းခြင်းပူလောင်ခြင်းဆိုတာအကုသိုလ်တရားတွေရဲ့နာမည်ဟုတ်လားချမ်းသာခြင်းတတ်တာခြင်းငြိမ်းအေးခြင်းဆိုတာကုသိုလ်တရားတို့ရဲ့နာမည်ဘုရားဒီတိုင်းဟောတာနော်ဒါဘုံဘုံကကြမ်းဖန်ပြီးတော့ထွင်ပြီးတော့ပြောတာမဟုတ်ဘူးတဝိဂါတံတဥပါယတံတပရိလာဒါကအကုသိုလ်တရားကိုအဲ့လိုနာမည်တက်တယ်အဝိဂါတံအနုပါယတံအပရိလာဒါကကုသိုလ်တရားတွေကိုနာမည်တက်တာတရားရဲ့ပထမပိုင်းမှာအဲ့လိုပြောခဲ့တာဟုတ်လားတရားအထုတ်တယ်ဆိုတာဘာဆိုတာလေးကိုပြောတာဟုတ်လားဘယ်လိုအထုတ်မှလဲဆိုတာကိုအကျယ်ပြောခဲ့ဘူးလားပြောခဲ့တယ်ရရှိမဲ့အကျိုးကျေးဇူးဟောနောက်ပိုင်းမှာပြောလိုက်တယ်ဟုတ်လားသတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးပြောလို့မကုန်နိုင်ဘူးသတိပဋ္ဌာန်တရားအားမထုတ်ရင်ရရှိမဲ့အကျိုးမဲ့ဆင်းရဲဒုက္ခကလည်းပြောလို့မကုန်နိုင်ဘူးအဲ့ဒါကိုကသတိပဋ္ဌာန်ရဲ့ဂုဏ်ကျေးဇူးကိုပေါ်ညွှန်းရရောက်နေပြန်တယ်လို့မဆိုနိုင်ဘူးလားနော်သူ့ကိုမလုပ်ရင်ဆင်းရဲမှာလို့ပြောတာကိုကသူ့ကိုဂုဏ်ပြုနေရရောက်တယ်လို့မဆိုနိုင်ဘူးလားအဲ့လိုလဲမြင်စေချင်တာဘုံဘုံကဟုတ်လားဒါကအလုပ်ပေးတရားပေါ့နော်ဒါကြောင့်ဒီ9ရက်အတွင်းမှာနော်စွမ်းအားရှိသမျှကြိုးစားအထုတ်ပြီးတော့မိမိကိုယ်မိမိစစ်မှန်တဲ့ကျင့်တတ်မှုရသည့်အထိအထုတ်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံဘုံဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ဘုညမျက်နှိပ်ဗံကိုလင်မြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုရကုန်ရာတည်းကဲအလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုတို့ကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုတို့ကြောင့်မဉ္ဇဉ်ဘုညမျက်နှိပ်ဗံကိုလင်မြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေလို့ဆုတောင်းကြမယ်
တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့သည်မဲ့ညာဖို့ညာဉာဏ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍31ဘုံကျင်လီကုန်သောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသော